နေတိုင်းအိမ်ပြန်ရောက်တာနဲ့ဒီကောင်မလေးဟာသူမရဲ့စုဘူးလေးကိုစစ်ဆေးဖို့ဆိုဖာကိုမလိုက်ပါတယ်။တနေ့မှာတော့သူမဆုထားတဲ့ပတ်စံတွေဟာရုတ်တရက်တိုးပွားနေတာကိုသတိပြုမိသွားပြီးတခြားဆိုဖာတစ်ခုကိုပါချက်ချင်းမကြည့်လိုက်ပြန်ပါတယ်။မထင်မှတ်ပဲအဲ့ဒီဆိုဖာအောက်မှာလည်းငွေဆက်ကူတွေအပြည့်ထိုးတိတ်ထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးကသူမကိုသူမစီးပွားရေးပါရမီရှင်တယောက်လိုတောင်ကြွားဝနေပါသေးတယ်။တကယ်တော့အလောက်ကပြန်လာတဲ့အုပ်ချုပ်ရေးမှူးချုပ်ဟာဆိုဖာအောက်မှာတစ်ခုခုဝတ်ထားတယ်လို့ခံစားရတာကြောင့်မကြည့်လိုက်တဲ့အခါငွေဆက်ကူတွေအပြည့်ဖြစ်နေတာကိုတွေ့သွားတာပါ။အိမ်အကူကဒါဟာကောင်မလေးလျှို့ဝှက်ထားတဲ့မုတ်ဖိုးလေးတွေဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါကိုကြားပြီးတဲ့နောက်အုပ်ချုပ်ရေးမှူးချုပ်ကသူ့ဇနီးအတွက်ဒီလောက်မုတ်ဖိုးဟာနဲလုံးသေးတယ်လို့တွေးမိသွားပါတယ်။ဒါကြောင့်အိမ်ထဲကဆိုဖာတွေအားလုံးထဲကိုပတ်စံတွေအပြည့်ထည့်ထားဖို့အိမ်အကူကိုခိုင်းလိုက်ပါတော့တယ်။တကယ်တော့ကောင်မလေးဟာဘဝတစ်ပြန်စပြီးတဲ့နောက်မှာအုပ်ချုပ်ရေးမှူးချုပ်ရဲ့ဇနီးဖြစ်လာခဲ့တာပါ။အရင်ဘဝတုန်းကတော့ကောင်မလေးဟာရေချိုးခန်းထဲမှာမတော်တဆမှုတစ်ခုဖန်တီးပြီးသူမရဲ့ဘဝကိုအဆုံးသတ်ဖို့ကြိုးစားခဲ့ပူပါတယ်။ဒါကိုသိသွားတဲ့နောက်မှာတော့ကောင်မလေးကအုပ်ချုပ်ရေးမှူးချုပ်ကတော့တယောက်ရဲ့ဘဝကိုအပြည့်အဝခံစားခြင်းတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစိုးရိမ်နေတဲ့အုပ်ချုပ်ရေးမှူးချုပ်ကကောင်မလေးကိုရှာဖို့ရေချိုးခန်းထဲရောက်လာပါတယ်။ကောင်မလေးဟာမှန်ပေါ်ကစားသားတွေကိုအမြန်တုပ်ပစ်လိုက်ပေမဲ့မတော်တဆချေချော်ပြီးအုပ်ချုပ်ရေးမှူးချုပ်ရဲ့ရင်ခွင်ထဲကိုပြုတ်ကျသွားပါတယ်။အဲ့ဒီအချိန်မှာအုပ်ချုပ်ရေးမှူးချုပ်ကကောင်မလေးကိုကွာရှင်းပေးဖို့သဘောတူလိုက်တယ်လို့ပြောပါတယ်။အုပ်ချုပ်ရေးမှူးချုပ်အပေါ်တစ္ဆာရှိကြောင်းပြဖို့အတွက်ကောင်မလေးကစာလုံးရေ1000ပါတဲ့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးနိုင်ကြောင်းပြောလိုက်ပါတယ်။ဒါကြောင့်အုပ်ချုပ်ရေးမှူးချုပ်ကအေးဆက်ဆက်ဟန်ဆောင်ပြီးထွက်သွားပါတော့တယ်။အုပ်ချုပ်ရေးမှူးချုပ်ဟာတီတီတလို့ထင်ရပေမဲ့ကောင်မလေးပေါ်မှာတော့အရန်ကိုဂရုစိုက်ရှာပါတယ်။သူမအတွက်ကောင်းမွန်တဲ့မနှက်စာတွေနဲ့တမိုးကြီးလက်ဝတ်ရတနာတွေကစောင့်ကြိုနေပါတယ်။ကောင်မလေးကတော့ဒါဟာသူမရဲ့လက်ရှိဘဝဖြစ်နေတာကိုတောင်မယုံနိုင်အောင်ပါပဲ။နောက်ပိုင်းမှာတော့အုပ်ချုပ်ရေးမှူးချုပ်ကသူမကိုမိုးဖိုးဖြစ်အမေရိကန်ဒေါ်လာ10 သန်းတောင်ပေးလိုက်ပါသေးတယ်။ဒါကကောင်မလေးကိုပိုပြီးပျော်ရွှင်သွားစေပါတယ်။ကောင်မလေးကအုပ်ချုပ်ရေးမှူးချုပ်ကိုဆွဲဆွဲလန်းလန်းလေးကြည့်လိုက်တဲ့အခါမှာတော့မထင်မှတ်ပဲအုပ်ချုပ်ရေးမှူးချုပ်ကရှက်ကိုရှက်ကန်းနဲ့ထွက်ပြေးသွားပါတော့တယ်။